တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကနေ31ရက်နေ့တောတွင်မှာပြောင်းလဲမှုနဲ့တိုးတက်မှုနှစ်သာရကိုတွေ့ရတယ်။ရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောက်ထည့်ဖော်နိုင်တယ်။မထင်မှတ်ထားတဲ့ကံခွင့်ရေးကောင်းတွေကိုယ်ထံရောက်ရှိလာပြီးတော့ယုံကြည်ဆုံးဖြတ်ရှေ့တိုးလုပ်တဲ့ကိစ္စတွေကနေအောင်မြင်ကြိုးပေးခြင်းကိုရမယ်။အမေအဖွားအတော်ဆရှိသူတို့ရဲ့ကျမ်းမာရေးကူဆက်ရမယ်ပစ္စည်းသူတစ်ပါးကိုငှားရမ်းတာငွေကြေးချင်းကားတာလုပ်ရဆုံးရှုံးရမှာပဲခီးသွားလို့တော့ကြိုးရှိတယ်အရဝေးကကောင်းသောသတင်းစကားကိုကြုံမယ်ကိုယ်တိုင်ဖြစ်စေမိသားစုတွင်းနိုင်ဖြစ်စေအရတပတ်နိုင်ငံရခြားနဲ့ပတ်သက်တဲ့ကံတွေကြိုးပေးသလိုအိုးအိမ်နေရာထိုင်ခင်းကိစ္စအတွက်ပြောဆိုဆောင်ရွက်မှုတွေမှာလည်းအကျိုးရှိတဲ့နေတာနဲ့တိုးတက်တဲ့ကံတွေပွင့်ပါမယ်22ရက်နေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုနှစ်သာရရှိတယ်။အရာဝေးနဲ့ဆက်ဆက်တဲ့လုပ်တွေကြိုးပေးတယ်ပစ္စည်းပြောက်တတ်တာတော့ကြိုးစားရမယ်။23ရက်နေ့ကငွေကြေးကံလက်လာဘကံထူးကောင်းတဲ့နေ့တစ်ခုဖြစ်ပြီးလုံးသမျှအောင်မြင်မယ်။ကောင်းစေးမင်္ဂလာရက်ကောင်းရက်မြတ်လည်းဖြစ်တယ်။ကောင်းစေးကောင်းလျှော်ခြင်းဖြင့်ကြံအောင်ခြင်းစန္ဒပြည့်မြောက်ခြင်းတွေရှိမယ်။24ရက်နေ့ကရန်တိုက်ခံနေနဲ့ထိတိုက်တွေ့ရတဲ့နေ့ဖြစ်တယ်။ကောင်းစေးမင်္ဂလာရက်ကောင်းဖြစ်တဲ့အတွက်ကောင်းစေးကောင်းလျှော်ပြုရတဲ့အတွက်လည်းကောင်းပါတယ်25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးတော့အကြံသစ်ရည်မှန်းချက်တွေပုံစံသစ်နဲ့လုပ်ကိုင်မှုတွေအကျိုးပေးလိမ့်မယ်26ရက်နေ့မှာရပိုင်ခွင့်ပြရမယ်အတိုက်ခံကျော်လွှားနိုင်မယ်ကြံ့ကြာနေတဲ့အခက်အခဲတွေဖြေရှင်းနိုင်လိမ့်မယ်29ရက်နေ့မေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်အောင်မြင်မယ်ဒါပေမဲ့အရှိမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်တွဲမှာသွားလာကြည့်ဆိုင်ရမယ်ညနေမှာလည်းညနေ4နိုင်ခွဲနဲ့6နိုင်တွဲရန်တိုက်နောက်ဆက်မတော်တဆနေကြည့်ဆိုင်ရမယ်28ရက်နေ့မှာတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်အောင်မြင်မှုအဆင့်မြင့်မယ်29ရက်နေ့မှာအထင်လွဲခြင်းတွေဖြေရှင်းရတတ်တယ်စကားမှားတတ်တယ်ရောက်မှဝယ်မှဖြစ်တာကြည့်ဆက်ရမယ်30ရက်နေ့ကတော့အလုံးစုံကံကောင်းခြင်းနဲ့စေရေးချမ်းခြင်းစေပြေခြင်းတွေရှိတယ်31ရက်နေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်မိကောင်းဆွေကောင်းထောက်ကူနဲ့ဘဝတက်လန်းရရှိမယ်ဇာတာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာနေ့အင်္ဂါနေ့မွေးသူများနဲ့ပဋိပက္ခဖြစ်တတ်တယ်နှစ်ခုကိုကနန်းနေ့အကျိုးပေးတယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုဝစ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်အဝါရောင်ပန်းပွင့်ကိုအမြင့်တနေရာမှာတင်ပြီးလိုရာဆုတောင်းပါဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကနေ31ရက်နေ့တောတွင်မှာဝေကြီးကံကောင်းမယ်အလောက်ချန်စီအောင်မြင်မယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်မင်္ဂလာကိစ္စများပါဝင်ပတ်သက်ရမယ်ရက်တန်ထားတဲ့လုပ်တွေပြန်လည်စတင်ရမယ်မထင်မှတ်ထားသောလုပ်တွေကနေငွေကြေးကံရကာလရှည်ကြာစူးစမ်းအားထုတ်ထားတဲ့အကြောင်းအရာတွေကနေအကျိုးဆက်ကောင်းကိုရရှိမယ်အပြောင်းလဲတဲ့ခီးကိစ္စအဆင်ပြေမယ်အလုံးမရှိသူလောက်ရရရှိသူတိုးတက်မယ်ခီးကိစ္စဆောင်ရွက်မှုအောင်မြင်မယ်22ရက်နေ့ကအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကိုရရှိတဲ့နေကောင်းတစ်ခုဖြစ်တယ်23ရက်နေ့ကရန်တိုက်ခံနေနဲ့ရှေ့ပြီးလောက်ရမယ်ဥဒိယလမ်းကြောင်းတစ်လျှောက်အနှောက်အယှက်ရှိမယ်အဲ့ဒီနေ့မှာခေါင်းစည်းကောင်းလျှော်ရက်ကောင်းတစ်ခုဖြစ်တဲ့အတွက်ခေါင်းစည်းကောင်းလျှော်ပြုတ်နိုင်တယ်24ရက်နေ့ကထူးခြားတဲ့ကံပြောင်းတဲ့တက်လန်းပေါ်မယ်ဥဒိချက်တွေလောက်ကင်ကြိုးပေးမယ်ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေသုံးချပြီးဘဝတက်လန်းကိုဖန်တီးနိုင်တဲ့အနေအထားကျုံမယ်ခေါင်းစည်းကောင်းလျှော်ရက်ကောင်းရက်မြတ်ဖြစ်တဲ့ကောင်းစီကောင်းလျှော်ပြုခြင်းဖြင့်ဖုံးကန်ကြည်ခြင်းကြံစီအောင်မြင်ခြင်းကိုကြုံမယ်25ရက်နေ့မှာရပိုင်ခွင့်ပြန်ရမယ်ခရီးကံကောင်းမယ်ဥတီကျပြောင်းပြီးလှုပ်တာကြိုးပေးမယ်26ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံတွေ့ရမယ်အနေထားရှိတယ်29ရက်နေ့ငွေကြေးကံကောင်းမယ်ဒါပေမဲ့ဝင်တဲ့ငွေပြန်ထွက်မယ်မတော်တဆအနေနဲ့ထူးပြုယူဆက်ရမယ်အဲ့ဒီမှာအရှိမြောက်ရက်ကိုတည်သွားစေနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်တွင်းညနေ4နိုင်ခွဲနဲ့6နိုင်တွင်းနေမှာအသွားလာကြည့်ဆက်ရမယ်28ရက်နေ့မှာ
ရန်ပတိဘက်ကကြာတိုးတက်မှုလမ်းကြောင်းကိုဖန်တီးနိုင်တယ်29ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျင်တိုးတက်ခြင်းသတင်းစကားကြုံမယ်စမ်းပွင့်မယ်30ရက်နေ့အပြောင်းလဲတဲ့တက်လန်းပေါ်မယ်ငွေကြေးကံကောင်းမယ်လုပ်ငန်းရေးရကံဖြာဖြာတိုးတက်မယ်31ရက်နေ့မှာရည်မှန်းချက်အောင်မြင်ခြင်းငွေကြေးလုပ်ငန်းစီးပွားဘဝရည်မှန်းချက်နဲ့ဆန္ဒရှိသည်အားလုံးကိုလုပ်ကံ၍အစဉ်ပြေတဲ့နေထားကြုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးတဲ့သူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စိတ်နှောင့်ရှက်ရှိတတ်တယ်8-4-9ကနန်းနေချိုးပေးတယ်အနဲ့ရောင်ပြာရက်ရောင်နက်ပြာရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါသွားလာစဉ်တွေ့တဲ့အလူကံပုဂ္ဂိုလ်တို့ကိုလူတန်းချင်းဖြင့်ကောင်းခြင်းကံကြမ္မာရဲ့ခွင့်ရကိုတပတ်တာအတွင်းရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2026 January လ22ရက်နေ့ကနေ31ရက်နေ့အတွင်းကာလဟာစိတ်ချမ်းသာစရာတွေရှိမယ်ပျော်ရွှင်စရာတွေရှိမယ်အခက်အခဲဖြေရှင်းနိုင်မယ်အင်မတန်ကြမ်းတမ်းနေတဲ့နေထားရှိတဲ့သူတွေတောင်မှဒီရက်ပိုင်းလေးအတွင်းမှာစိတ်အေးချမ်းမှုနဲ့ကောင်းခြင်းလေးတွေဖြစ်လာမယ်ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်မယ်ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းနိုင်မယ်ရက်တန်တဲ့လူတွေလည်းပြန်လဲစတင်နိုင်မယ်ခိတ္တယာယီပျော်ရွှင်မှုရဲ့အနှစ်သာရကောင်းခြင်းကံကြမ္မာရဲ့သဘာဝအခက်အခဲဖြေရှင်းနိုင်တဲ့အတိုင်းအတာတွေဒီရက်ပိုင်းအတွင်းကိုယ်တန်ရောက်ရှိနေတယ်22ရက်နေ့မှာအရာရာဆင်ပြေမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်23ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ခရီးကံကောင်းမယ်ရည်မှန်းချက်တွေအောင်မြင်မယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းငွေကြေးကံကောင်းခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံမယ်25ရက်နေ့မှာရန်တိုက်ခံတဲ့ပဋိပက္ခတွေနဲ့ထိတ်တိုက်တွေ့မယ်26ရက်နေ့မှာဥတီကျပြောင်းပြီးလှုပ်တဲ့လှုပ်တရားကောင်းသောအကျိုးကျေးဇူးနဲ့တိုးတက်မှုကိုကြုံနိုင်မယ်29ရက်နေ့မှာမတော်တဆနဲ့ဂရုစိုက်ရမယ်မနေ့4နိုင်ခွဲနဲ့6နိုင်အတွင်းရှင်းမြောက်ရက်ကိုမသွားပါနဲ့သွားရင်အနေရှိတတ်တယ်မဖြစ်မနေသွားရင်လည်းတတိနဲ့ရှင်ပြီးသွား28ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းရှိပြီးတော့အလိုပြည့်စုံမယ်29ရက်နေ့မှာရှင်ပြိုင်မှုမှသမျှအောင်မြင်ပြီးကောင်းသောကြော်ကြားခြင်းနဲ့တိုးတက်ခြင်းကိုကြုံမယ်30ရက်နေ့ကတော့အင်မတန်စိတ်ရှုပ်စရာကောင်းတယ်သူတစ်ပါးပြဿနာတွေကိုလိုက်ဖြေရှင်းရမယ်ပြဿနာဟောင်းတွေထိတ်တိုက်ရင်ဆိုင်ရမယ်31ရက်နေ့မှာကောင်းသောကံကြမ္မာနဲ့နှစ်သာရတွေပြည့်စုံပြီးတော့အလိုရှိရာအောင်မြင်မှုတွေကိုရနိုင်တယ်ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့တောက်ကြနေငါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူတွေကိုယ်ကိုဒုက္ခပေးတတ်တယ်6ခုကိုကနန်ကြိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တွေဝစ်စင်သုံးဆွဲပြီးအလိုရှိရာဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာအတွင်းမှာ23ရက်နေ့နဲ့24ရက်နေ့ခေါင်းစီးခေါင်းလျှော်မင်္ဂလာနဲ့ကေသာနဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲမှုလုပ်နိုင်အကျိုးပေးမယ်အဲ့2ရက်အတွင်းမှာနှစ်သက်ရက်ကိုရွေးပြီးတော့စပင်ပုံသဏ္ဍာန်သွင်ပြောင်းပြောင်းခေါင်းလျှော်ခြင်းကိုလည်းပြုရင်ပြုထူးခြားတဲ့ကံတွေရရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကနေ31ရက်နေ့တောအတွင်းမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ငွေကြေးကံကောင်းမယ်ဘဝတိုးတက်ရည်မှန်းချက်အောင်မြင်မယ်ရှင်းနည်းသူများနဲ့စကားများတတ်တဲ့အရာဝေးရကောင်းသောသတင်းစကားကြားရမယ်အိမ်တွင်းမကြာခဏပိခဖြစ်တတ်တဲ့ချစ်သူခင်သူများနဲ့လည်းစကားများတတ်တဲ့တူနေအုပ်စုနဲ့လမ်းခွဲရတာမျိုးလမ်းကြောင်းစစ်ဖော်ဆောင်တာမျိုးတွေရှိတတ်တဲ့အတွက်ကောင်းခြင်းဆိုးခြင်းနှစ်ဖြာရောနေတယ်ဆိုးတဲ့ကိစ္စအနာဂတ်ကောင်းဖို့အတွက်ဖြစ်ပေါ်လာတယ်လို့သတ်မှတ်တယ်လို့ကောင်းတဲ့ကိစ္စမှာတော့ထပ်ဆင့်တိုးတက်မှုနဲ့လမ်းသစ်တွေကိုရောက်ရှိသွားတဲ့အနေအထားဖြစ်ပေါ်တယ်လမ်းကြောင်းသစ်နဲ့ဘဝတိုးတက်မှုသစ်ရဲ့ပေါ်ထွန်းနေတဲ့ကာလဖြစ်တယ်22ရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်မယ်23ရက်နေ့ကျန်တဲ့အောင်ဆောင်နိုင်မြောက်လောတိုင်းထွန်းပေါက်မယ်24ရက်နေ့ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်လုပ်ငန်းကံတက်လန်းပေါ်မယ်25ရက်နေ့မှာတော့စကားမှားတတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်သူများပြဿနာကိုယ်တိုင်ရောက်တတ်တယ်26ရက်နေ့စံပွင့်ခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းတွေကြုံမယ်29ရက်နေ့ငွေကြေးကံကောင်းမယ်ခရီးကံကောင်းမယ်ပစ္စည်းပြောက်တတ်တယ်အဲ့ဒီနေ့မှာမနေ့4နိုင်နဲ့ခွဲနဲ့6နိုင်တော့အတွင်းမှာအရှင်းမြောက်ရက်ကိုသွားခြင်းပြုဆက်ရမယ်ညနေ4နိုင်ခွဲနဲ့6နိုင်အတွင်းတတ်နိုင်ရင်အသွားလာဆင်ခြင်ရမယ်အရင်ရှိတတ်တဲ့အဲ့ချိန်นี้28ရက်နေ့ကတော့ငွေကြေးလက်လာပါစီးပွားဘဝအလုံးစုံကောင်းမယ်29ရက်နေ့မှာ
မှန်းတာတစ်မျိုးလက်တွေ့တစ်မျိုးဘာစီစဉ်လို့မှမရအောင်အစီအစဉ်နဲ့အလွဲလွဲချော်ချော်ဖြစ်မယ်ဒါပေမဲ့ပေါ်လာတဲ့ခွင့်ရည်တွေသုံးချ30ရက်နေ့ကတော့ရာစင်ပြေပြီးကံကောင်းခြင်းနဲ့ကြုံမယ်31ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့တိုးတက်ခြင်းကြုံမယ်ဒီကာလတော်တွင်တနင်္ဂနွေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာကြာသပတေးမွေးသူတွေဒုက္ခပေးတတ်တဲ့နှစ်ခွန်လေးကလေးတွေကျိုးပေးတယ်အဖြူအစိမ်းမိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါဒီကာလအတွင်း January လ23ရက်နေ့နဲ့24ရက်နေ့မှာထူးခြားတဲ့အစွမ်းတွေခုံအောင်နေတယ်အဲဒီနေ့မှာစပင်ပုံသဏ္ဍာန်ပြောင်းရင်ထူးခြားတဲ့အနာဂတ်ကောင်းကိုရောက်မယ်အဲဒီနေ့တွေမှာစပင်ပြောင်းဖို့အခွင့်အလမ်းမရှိရင်လည်းတယောကင်မိုးလေးနဲ့ခေါင်းလျှော်ကြိုက်တဲ့ရက်တရက်ရွေးချယ်ပြီးတော့လျှော်လိုက်ပါကြံတဲ့အောင်စောင်းတဲ့မြောက်လှုပ်တိုင်းထုတ်ပေါက်ခြင်းကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကြာသပတေးနေ့မွေးသူအလုံးမင်္ဂလာပါ2026 January လ22ရက်နေ့ကနေ30ရက်နေ့အတော်အတွင်းမှာအပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာတဲ့သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်တဲ့လုပ်တွေကနေပြဿနာလေးတွေခက်ခဲလေးတွေထိတဲ့ရင်ဆိုင်စရာလေးတွေကြုံတွေ့ရတတ်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကိုင်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးရယူနိုင်တဲ့အနေအထားနဲ့အတိုက်ခံကြမှာတိုးတက်တဲ့ကံတွေကိုဖန်တီးနိုင်တဲ့အခွင့်အရေးတွေရလိမ့်မယ်22ရက်နေ့မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိမယ်ခရီးကံကောင်းမယ်23ရက်နေ့မှာအရာရာဆင်ပြေမှုနဲ့တိုးတက်မှုရှိမယ်တရဖူပုံမာတဲ့ပစ္စည်းလေးတွေကိုယ်ထံရောက်လာရင်တော့အဲ့ဒါထီထိုးပါသုံးဖို့အလုပ်ကိစ္စတစ်ခုလုပ်လိုက်ပါထူးထူးခြားခြားအောင်မြင်လိမ့်မယ်24ရက်နေ့မှာစမ်းပွင့်မယ်ပြိုရသူများမြတ်တာကြီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အမျိုးသမီးကြီးကဲတူးထာမှကူညီရရှိမယ်25ရက်နေ့လူမျိုးဝဲကပြကိုကိုကြိုးပေးလိမ့်မယ်ခီးသွားရဲ့ကြိုးရှိမယ်ကောင်းသောသတင်းစကားကြောရမယ်26ရက်နေ့မှာမမျော်လင့်မဲ့ငွေဝင်မယ်လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်29ရက်နေ့အတိုက်ခံနေတဲ့ထိတ်တိုက်တွေ့ပြီးမှလိုရာပြည့်စုံမယ်ရံများမယ်ရှေးမြောက်ရက်ကိုမနဲ့4နိုင်ခွဲနဲ့6နိုင်အတွင်းမှာတစ်ချိန်ညနေ4နိုင်ခွဲနဲ့6နိုင်အတွင်းမှာသွားလာစရာနေဖြစ်တတ်တာတော့ဂရုစိုက်ရမယ်28ရက်နေ့ထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုကြုံမယ်အရာရာအစဉ်ပြေခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရကိုရရှိမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ရဲ့ဘဝအောင်မြင်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့မှာတပြိုင်တည်းတစ်ခုတည်းမကတဲ့လုပ်တွေကိုလုပ်ကန်နိုင်တဲ့ကံရှိတယ်ရပ်ဝေးနဲ့ဆက်ဆက်ပြီးကြိုးပေးမယ်30ရက်နေ့မှာမထင်မှတ်ပဲစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဝေးကွာနေသူတွေပြန်လဲစုံစည်းလိမ့်မယ်31ရက်နေ့မှာရပိုင်ခွင့်ပြန်ရမယ်စုံနေတဲ့ပစ္စည်းပြန်ရမယ်ပျောက်နေတဲ့ပစ္စည်းပြန်တွေ့လိမ့်မယ်တပတ်တာကာလအတော်တွင်မှာကြာသပတေးနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်6ခွန်8ကနန်းနေကျိုးပေးတဲ့အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုဝစ်စင်သုံးဆွဲပြီးလိုရှိရကိစ္စဆောင်ရွက်ပါ January လ23ရက်နေ့24ရက်နေ့ဒီမှာစပင်ပုံစံပြောင်းမှာကေသာပုံသဏ္ဍာန်အသွင်ပြောင်းမှာစပင်ခေါင်းစီးခေါင်းလျှော်ခြင်းတို့ကိုပြုပါနှစ်သက်ရာရက်ကိုရွေးပြီးဆောင်ရွက်ပါထူးခြားတဲ့အနာဂတ်ကိုထရောက်ရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်January လ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာကောင်းသောကံကြိုးပေးမှုနဲ့တိုးတက်မှုတွေရှိနေမယ်။ရာလုံးကိုကြော်လွှားပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုဖန်တီးနိုင်တဲ့ကံအကျိုးပေးတဲ့ကံတွေဖွင့်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ရှင်ပြန်မှုအောင်မြင်မယ်။အစစ်မြင်သောဘဝနေသားတစ်ခုကူပြောင်းတိုးတက်မယ်။အတိုက်ခံအလုံးကိုကြော်လွှားပြီးတော့မိမိရဲ့စန္ဒရည်မှန်းချက်တွေကိုလက်တွေ့ခေါင်းထဲပေါ်ပြီးတော့တိုးတက်ခြင်းကိုကြုံ22ရက်နေ့မှာကျန်တဲ့အောင်ဆောင်တိုင်းမြောင်တိုးတိုင်းထွန်းပေါက်မယ်23ရက်နေ့မှာအလုပ်ကိစ္စတွေအောင်မြင်မယ်ရှင်ပြန်မှုမှမအောင်မြင်မယ်သူတစ်ပေါက်ကိုကူညီလိုက်တာတွေကအထူးထိရောက်မယ်24ရက်နေ့မှာတော့ရံများမယ်တိုက်ခတ်များမယ်အထင်လွဲမှုတွေဖြေရှင်းရ25ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းကိုကြုံမယ်26ရက်နေ့မှာခရီးကံကောင်းမယ်လူမျိုးခွဲအကျိုးပေးမယ်ငွေကြေးကံကောင်းမယ်29ရက်နေ့မှာလက်ပွင့်မယ်လိုရာပြည့်စုံမယ်ငွေကြေးကံကောင်းမယ်အသွားလာနေထိုင်ကြိုးဆက်ရမယ်အဲဒီနေ့မှာအရှိမြောက်ရက်ကိုသွားเสียနေရှိတတ်တယ်မတော်တဆထိခိုက်မှနေတွေဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာညနေ4နိုင်ခွဲနဲ့6နိုင်တွင်းနေမှာသွားလာနေထိုင်အထူးပြုကြိုးဆက်ရမယ်28ရက်နေ့မှာထူးခြားတဲ့ကံ
ကောင်းခြင်းရှိတယ်ဒါပေမဲ့ရန်တိုက်ခံနဲ့ရှင်ပြီးလုပ်ရမယ်29ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်30ရက်နေ့မှာအပြိုင်စားလုံးကိုကျော်လွှားပြီးဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်31ရက်နေ့မှာရန်အားလုံးနဲ့ရှင်ပြန်ပြီးမှမိမိလိုရာပြည့်စုံခြင်းရဲ့နှစ်သာရကိုကြုံမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းတောက်ခွေရမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြာနေ့မွေးသူတွေဒုက္ခပေးတတ်တယ်3 6 9ကဏ္ဍနေကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ခြင်းပြုပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက်23ရက်နေ့24ရက်နေ့နှစ်သက်ရာရက်မှာခေါင်းစပင်ရဲ့ပုံသဏ္ဍာန်သွင်းကိုပြောင်းလိုက်ပါ hair style ကိုပြောင်းပါနောက်အဲ့ဒီနေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းစည်းကောင်းလျှော်ပြုပါထူးခြားတဲ့ကောင်းခြင်းကံတွေအနာဂတ်မှာရလာပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ် January လ22ရက်နေ့ကနေ30ရက်နေ့အတောအတွင်းမှာအရာရာဆင်ပြေခြင်းကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုကြုံမယ်ရံများမယ်တိုက်ခံများမယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးမယ်ငွေကြေးပေးယူကိစ္စညှင်းပွားတတ်တဲ့ရန်တိုက်ခံနဲ့ရှင်ပြီးလောက်ရတတ်တဲ့သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်တွေကနေလုပ်ပြီးတော့ကောင်းသောကြိုးဆက်နဲ့တိုးတက်မှုတို့ကိုရရှိအောင်ဖန်တီးနိုင်ခြင်းနဲ့ဘဝကံမြမခြင်းတို့ကိုဆောင်ရွက်နိုင်တဲ့အနေအထားနဲ့ဘဝတိုးတက်မှုကံကိုပေါ်ပေါက်မယ်22ရက်နေ့မှာရံများမယ်တိုက်ခံများမယ်23ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းကြိုးပေးမယ်24ရက်နေ့အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်စီမံချက်သစ်တရားမြင်မယ်လူမျိုးခွဲကြိုးပေးမယ်24ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်25ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းကိုကြုံမယ်26ရက်နေ့မှာခရီးကိစ္စအဆင်ပြေမယ်ရပ်ဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်အဆင်ပြေမယ်29ရက်နေ့မှာငွေကြေးဥစ္စာဒဏဖွံ့ဖြိုးတိုးတက်မှုအနှစ်သာရရှိမယ်အရေးပါတဲ့ပြောင်းလဲရှိမယ်မတော်တဆနဲ့ကျူးဆက်ရမယ်ရှင်းမြောက်ရက်ကုန်တည်သွားစေခြင်းဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြားညနေ4နိုင်ခွဲနဲ့6နိုင်ကြားမှာအသွားလာနေထိုင်ကျူးဆက်ရမှာဖြစ်တယ်28ရက်နေ့မှာရက်တည်တဲ့အောင်မြင်မှုပြောင်းလဲမှုနဲ့တိုးတက်မှုရဲ့နှစ်သာရကိုရရှိမယ်လူမျိုးကွဲကြိုးပေးမယ်29ရက်နေ့မှာစုပေါင်းလုပ်ငန်းကြိုးပေးမယ်ဘဝတိုးတက်မယ်30ရက်နေ့အထူးကံကောင်းခြင်းနဲ့အောင်မြင်ခြင်းတွေရရှိမယ်31ရက်နေ့မှာရံပฏิပက္ခနဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်ကြာသပတေးနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုသုံးပါနှစ်ခွန်ကိုကနန်းတွေအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ဒီကာလအတွင်း January လ23ရက်နေ့24ရက်နေ့မှာ hair style စပင် style ကိုပြောင်းလိုက်ပါအနာဂတ်ထူးထူးခြားခြားကောင်းလာမယ်အဲ့ဒီရက်တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းစည်းကောင်းလျှော်ပြည့်ရင်လည်းကောင်းသောချက်တွေနဲ့အောင်မြင်မှုတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်